Frimays လို့ခေါ်တဲ့တက်ရှိတွေကတော့ဘာပေါ်မှာပေါ်လာခဲ့ရဟာလွန်ခဲ့တဲ့နှစ်ပေါင်း55တန်းကလေးကဖြစ်တယ်လို့ဆိုထားပါတယ်။ပြီးတော့လေပထမဆုံးကျောင်းနှစ်ချောင်းနဲ့မတက်ရက်လန်းလျှောက်တဲ့မျိုးနွယ်စုဟာပြီးခဲ့တဲ့နှစ်ပေါင်း6တန်းလောက်ကစပြီးပေါ်ပေါက်လာခဲ့ရပါ။တို့ဟာအိုင်းဆိုင်လောက်ထိဉာဏ်ကောင်းလိမ့်မယ်လို့တော့ပြောလို့မရပါဘူး။အဲ့တဲ့အများကြီးဆိုးရွားလာတဲ့ဉာဏ်ရည်ရှိပါတယ်။ဒါမဲ့လည်းပြီးခဲ့တဲ့နှစ်ပေါင်း2.5တန်းလောက်ရောက်တဲ့ခါမှာတော့ Homo habilis လို့ခေါ်တဲ့မျိုးစိတ်တစ်မျိုးစတင်ပေါ်ပေါက်လာခဲ့ပြီးသူတို့ကတော့လက်တောင်းကရိယာတွေကိုစတင်ပြီးတော့မှတီထွင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကတော်တော်ကြီးကိုထုကေးလာတဲ့ဒိုးတက်ပြောင်းလဲမှုဖြစ်ပြီးမဲ့လေအတန်းကိုခွဲစိတ်ရလို့တဲ့ထီရောအစိတ်မြင်မှချင်းမရှိသေးပါဘူး။သူရဲ့ငယ်ကြီးကရှေးကလူတွေထက်ဆိုင်ကောင်းလာခဲ့ဆိုပြီးမဲ့လေနေပါစိတ်ဖြစ်ပါတယ်။ဒါပေမဲ့လေဒီကနေ့ခေတ်လူသားတွေရဲ့အစလို့ပြောလို့ရတဲ့ Homo sapiens လို့ခေါ်တဲ့လက်ရှိတွေကတော့ပြီးခဲ့တဲ့နှစ်ပေါင်း2သိန်းနဲ့3သိန်းကြားမှာစပြီးတော့မှအော်ပေါက်လာခဲ့လို့တချို့ကတော့ယူဆထားကြပါတယ်။ဒါပြင်သူတို့ဟာအစင်းမြင့်ရှုပ်ထွေးထားတဲ့ဘာသာစကားတွေကိုလည်းပြီးခဲ့တဲ့နှစ်ပေါင်း3000ခွဲနဲ့နှစ်ပေါင်း9000ကြားလောက်မှာစပြီးတော့မှတီထွင်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုထားတာပါ